ဒီအေးရဲ့ရိတ်ခါလေးတွေမှာဘာတွေပါလဲဆိုမွေးစေဝါတွေပါလာတယ်ရိတ်ခါတို့ရဲ့ရိတ်ခါဆိုတာလေးတွေကတီးလေးတွေပေါ့သူစားကြလေးရှိအဲ့ထက်မှာမွေးစေဝါလေးတွေကမြင်ပါလာအဲ့တော့စားတယ်မွေးစေဝါလည်းတုံးတယ်အဲ့တော့တခါလေများစားစရာကမစားတော့ပဲမွေးစေဝါတုံးပြီးတော့အဲ့တရက်လောက်ကသူတို့မစားတော့ပဲတိုက်တယ်အဲ့လိုဖြစ်နေတယ်ခဏလိုပြောသလို NUG တို့ CRPH တို့ကပြည်သူတန်ကိုနားထောင်တဲ့ဒီမိုကရေစီစံချိန်စံညုံနေနဲ့ညှိရဲဆိုရင်အခုလိုမျိုးဘာကတာအဖွဲ့တို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြတဲ့အတွက်တကယ်ပဲဒီမိုကရေစီစံချိန်စံညုံနေတဲ့ညီတဲ့ CRPH ဆိုရင် NUG ဆိုလို့ရှိရင်သူတို့ထုတ်ပြန်ထားတဲ့နော်နန်း CDM မလုပ်တဲ့ CDM လုပ်တဲ့နန်း CDM ဝန်ထမ်းတွေကိုအပြစ်ပေးရယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့ပြီးရင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြမ်းဖက်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ်အဲ့တော့အကြမ်းဖက်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြမ်းဖက်သမားတွေလှုပ်ဆောင်သူတွေကကျွန်တော်ပြည်တွင်းမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတဲ့ပြည်ပမှာရှိနေတဲ့အကြမ်းဖက်သမားတွေလှုပ်ဆောင်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တကယ်ပဲအင်ဂျီအပြာဝတ်ဖို့ပေါ့ဗျာလှုပ်ဆောင်နေကြတယ်အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းမဲ့ရေးယူမယ်ကဲချစ်ပရိသတ်ချင်းများအားလုံးပဲမင်္ဂလာပါဆမ်ပီဗီဒီယိုရှင်နဲ့တဖန်ပြန်လက်ကြိုဆိုပါရကဲဟုတ်ပြီကျွန်တော်ဒီနေ့ထုံးစံတိုင်းစုဆောင်ထားတဲ့ဂျီဆာဘောမာဗီရှင်တွေဘာတွေလဲဆိုတော့အမေစုညစ်ဆက်ပြီးမွေးနေ့အဖြစ်ပန်းတပိတ်နဲ့အင်ကြီးပြဝတ်တဲ့လှုပ်ရှားမှုနဲ့ပါဝင်သူမန်တမီအကောင်လုံးအရေးယူမယ်ဆိုပြီးတော့ဘောမာကျန်ဆူရဲ့ဟွန်တန်လော်တာရဲ့အဲနောက်မှာအန်ယူရီကတကယ်ပြည်သူအတန်နာထောင်လို့ရှိရင်နာစီရီယမ်လို့တဲ့သူတွေအရေးယူဖို့ဖြစ်တန်းလိုက်ပါဆိုပြီးတော့ဘောမာမပူတရဲ့ဟွန်တန်လော်တာရဲ့နောက်ဆုံးကဘူချူထုံးမြနိုင်ကတမလို့ကမွေးစီဝတ်တုံးပြီးတော့တိုက်ခိုင်းနေပြီဆိုပြီးတော့ဘောမဂျန်မျိုးမြင့်ရဲ့ဟွန်တန်လော်တန်ကိုကျွန်တော်နဲ့တူအဆုံးထိပါလိုက်ပါချင်ဖို့တောင်းဆိုချင်ပါတယ်ကဲဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့ပြီးရင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြမ်းဖက်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ်အဲ့တော့အကြမ်းဖက်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြမ်းဖက်သမားတွေလှုပ်ဆောင်သူတွေကကျွန်တော်ပြည်တွင်းမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတဲ့ပြည်ပမှာရှိနေတဲ့အကြမ်းဖက်သမားတွေလှုပ်ဆောင်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တကယ်ပဲအင်ဂျီအပြာဝတ်ဖို့ပေါ့ဗျာလှုပ်ဆောင်နေကြတယ်အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေကဖမ်းမဲ့ရေးယူမယ်ထိရောက်လုပ်မယ်ခင်ဗျားတို့အရင်တစ်ခါလိုအရင်တော့ဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်ထိရောက်လုပ်မှာလုံငိမ့်လည်းမြော့မနေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့2နှစ်3နှစ်တော့ကြာမှာပဲ2နှစ်3နှစ်ကြာမှာပဲအဲ့လုံရင်လုပ်ပေါ့ဗျာနောက်အကြမ်းဖက်အုပ်စုတွေကတော့ပြည်ပမှာရှိတဲ့ဒီအကြမ်းဖက်အုပ်စုတွေကတော့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပန်းတပိတ်နဲ့အင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်တွင်းကလူလှုပ်ဆော်တယ်အဲ့တော့သူကဈေးအောင်ရင်လည်းပန်းလေးပတ်ပြီးဈေးအောင်ဖို့အပြင်သွားတဲ့ခါကျရင်လည်းပန်းလေးပတ်ပြီးတော့အပြင်သွားကြဖို့အပြီးသွားရင်အကိုကပန်းနေဆိုရင်လည်းပဲအဲ့ဒီပန်းကိုကျွန်တော်တို့ Facebook မှာတင်ပြီး Facebook မှာ TikTok မှာ Social Media မှာတင်ပေးဖို့လှုပ်ဆောင်နေတယ်နောက်ဆုံးပြဘယ်လောက်ဆိုတာလဲဆိုတော့ဖျားပါသူတို့ကဟိုခုတုံးလုပ်တယ်ပေါ့လေဖျားပါသူတို့နိုင်ငံရေးခုတုံးလုပ်တာတွေတွေ့ရတယ်အဲ့ဒါပါလဲဆိုတော့ဒီဖျားမှာဒီပန်းတွေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီဓာတ်ပုံရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ဖို့ဆိုတခါလှုံ့ဆော်နေတယ်တော်တော်ဆိုးတာပေါ့ဗျာတော်တော်ဆိုးတယ်အဲ့တော့အဲ့ဒီအခြေအနေတွေရှိတယ်အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုကဇွန်လ14ရက်နေ့ကနေပြီးတော့ဇွန်လ21ရက်နေ့ထိလို့ဆိုပါတယ်တနည်းအားဖြင့်ကျွန်တော်10ရက်တာကာလအတွင်းမှာလှုပ်ရှားကြဖို့သူတို့ရဲ့ဒီတမရရက10ရက်တာမှာလှုပ်ရှားပေးကြဖို့သူတို့လှုပ်ဆော်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အင်ဂျီအပြာဆိုတဲ့သူရဲ့အဓိပ္ပာယ်ကဒီနိုင်ငံရေးကျန်းသားတွေလွတ်မြောက်ရေးအတွက်ဆိုပြီးတော့သူတို့ရွေးပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဒီ10ရက်အတွင်းမှာပစိုးပြဝတ်ပေးပါဘောင်းမီအပြာအုတ်ထုပ်အပြာစသဖြင့်အပြာနဲ့ပတ်သက်တဲ့အမှတ်သားတွေဝတ်ဆင်ပေးပါတဲ့နောက်တစ်ခုတော့ပန်းတပိတ်ကတော့ကျွန်တော်တို့ပန်းနီဖြစ်ရမယ်အဲ့ဒီပန်းနီကိုခင်ဗျားတို့ပန်းရမယ် online မှာတင်ရမယ် TikTok တင်ရမယ်ပြီးတော့လူမှုကွဲတွေမှာတင်ရမယ်နောက်ဆုံးဗျာဖះမှာပန်းကရင်လည်းပဲပန်းနီကပ်ပေးပါပန်းနီကပ်ပြီးတော့အဲ့လောက်ဒီတိုင်းမထားပါနဲ့ TikTok တင်ပေးပါ Facebook တင်ပေးပါ Social Media မှာတင်ပေးပါဆိုလှုပ်ဆောင်နေတယ်သူတို့ရဲ့ဒီတပိတ်စတာဗောဗျာသူတို့ရဲ့တပိတ်စတာကကျွန်တော်ဇွန်လ14ရက်နေ့စတယ်ဒီနေ့ဆိုပဲကျွန်တော်တို့ဇွန်လ18ရက်နေ့ဖြစ်သွားပြီဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒီပြည်တွင်းမှာရှိတဲ့သူတွေလှုပ်ရှားတာကိုဝင်ရောက်ပါဝင်တာတော့လုံးဝမတွေ့ရသေးဘူးကျွန်တော်တို့ကလည်းစောင့်ကြည့်နေဘယ်သူတွေလှုပ်လဲဗောဘယ်သူတွေလှုပ်နေကြလဲဗောကြည့်ချင်သိချင်တာဗောလက်ရှိတော့ကျွန်တော်တို့ဒီ social media မှာအဲ့ဒီလိုမျိုးကျွန်တော်တို့ပါဝင်တဲ့လူမရှိဘူးမတွေ့သေးဘူး Facebook မှာလည်းမတွေ့ဘူး TikTok မှာလည်းမတွေ့ဘူးကျွန်တော်တွေ့ရဘယ်နေရာမှာတွေ့ရလဲဆိုပြည်ပမှာရှိတဲ့လူတစုပေါ့ဗျာလူအုပ်စုလေးသေးသေးလေးတစုရှိမယ်ပြီးရင်ကျွန်တော်တို့လက်နက်ကင်စစ်သွေးကြောအဖွဲ့တွေစစ်သွေးကြောအုပ်စုတွေရှိမယ်
ဒီနှစ်ဖွဲ့နဲ့ပြီးဒီစစ်သွေးကြောအုပ်စုတွေထိချုပ်ရနေရမှာရှိတဲ့အချို့ပေါ့ဗျာအချို့ကတော့ဒီလှုပ်ရှားမှုတွေမှာပါတယ်ကျန်တဲ့ခင်ဗျာမန်းလေးမှာရှိတဲ့လူတွေမပါဘူးရန်ကုန်မှာရှိတဲ့လူတွေမပါဘူးမုံရွာမှာရှိတဲ့လူတွေမပါဘူးမွန်ပြည်နယ်မှာရှိတဲ့လူတွေမပါဘူးဖန်မှာရှိတဲ့လူတွေမပါဘူးပြည်ကြီးနားမှာရှိတဲ့လူတွေမပါဘူးတနည်းအားဖြင့်ကျွန်တော်မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေမပါဘူးခင်ဗျာစဉ်းစားကြည့်ဗျာရန်ကုန်မြို့မှာဆိုလူကြီးတွေခင်ဗျာတန်းနဲ့ချီရှိတယ်တယောက်တောင်ထွက်မလာဘူးရန်ကုန်မြို့မှာလူကြီးတွေခင်ဗျာတန်းဟောလောက်ရှိတယ်10တန်းပတ်လေလောက်ရှိတယ်10တန်းပတ်လေမှာကျွန်တော်တယောက်တောင်ထွက်မလာဘူးတယောက်တောင်ထွက်မလာဘူးပြီးရင်ခင်ဗျာမန္တလေးမှာလည်းတယောက်တောင်ထွက်မလာဘူးလက်ရှိ online မှာတော့မတွေ့သေးဘူးဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအကြမ်းဖက်တွေလှုပ်ရှားမှုတွေမှာပါဝင်တဲ့လူတွေမတွေ့သေးဘူး14 15 16 19 4ရက်ပေါ့ဗျာဒီ4ရက်ထဲမှာကျွန်တော်တို့မတွေ့သေးဘူးသူ14ရက်နေစားတော့14ဆိုတော့14 15 16 19ဒီ4ရက်ထဲမှာကျွန်တော်တယောက်မတွေ့သေးဘူးအဲ့တော့အဲ့ဒါတွေလုံးမယ်ခင်ဗျာအဲ့ဒါတွေခင်ဗျားတို့တီးလို့ပဲလုံးလို့မတီးလို့ပဲလုံးလို့ဟိုဖမ်းစီမိဆိုဖမ်းအဖမ်းခံပြီဆိုသမီးမတီးလို့ပါတားမတီးလို့ပါမရဘူးတားမတီးဘူးသမီးကမတီးဘူးသမီးကမမြင်ပါဘူးသူတို့ online မှာဒါလေးလှုပ်ဆိုလို့သမီးကပါဝင်သွားတယ်မရဘူးအဲ့ဒါကကျွန်တော်တို့အကြမ်းဖက်မှုအကြမ်းဖက်သမားတို့အားပေးအားမြောက်ပြုရရောက်တယ်အဲ့တော့အကြမ်းဖက်ဥပဒေနဲ့အရေးယူခံမှာကျွန်တော်ဒီချာစစ်သားလုံရဲလေလို့ခင်ဗျားဒါခင်ဗျားတို့ပြောတာကြုတ်တော့လည်းမဟုတ်ဘူးခင်ဗျားလုံရဲလေလို့ပန်းသိပိတ်တမှာပါဝင်ခြင်းတပါဆိုလဲပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျားအကြမ်းဖက်အားပေးတာပဲအကြမ်းဖက်သမားတွေလှုပ်ဆော်တယ်အကြမ်းဖက်သမားတွေလှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီဘုံမှာသူတို့ခိုင်းတဲ့အတိုင်းလုပ်တယ်ဆိုရင်ခင်ဗျားတို့အကြမ်းဖက်တွေကိုခင်ဗျားတို့အားပေးအားမြောက်ပြုရလဲရောက်တယ်အကြမ်းဖက်သမားတွေအားပေးကူညီရလဲရောက်တယ်အဲ့တော့ဒါကဒီအကြမ်းဖက်မှုဥပဒေနဲ့လည်းမြောက်တယ်ခါမှာခင်ဗျားတို့ဒီအကြမ်းဖက်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားအရေးယူခြင်းခံရမှာအဲ့တော့တေချာတာကရန်ကုန်မှာရှိတဲ့လူဆိုရင်ဒါတေချာတာကကျွန်တော်တို့အေးစိန်ထောင်ရောက်မယ်မန္တလေးမှာရှိတဲ့လူဆိုရင်အိုးဘုထောင်ရောက်မယ်အဲ့တော့ကျန်တဲ့နေရာဆိုလဲသူ့ရဲ့ဒီနီးစပ်အထောင်တွေရောက်မှာပေါ့ဗျာခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေဖျားဖူးတော်မှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တူမှာ2ည3ရက်ခီးပါရှိသေးတယ်ဗုဒ္ဓဂါယဆိုခင်ဗျာ15ရက်လောက်ဆိုတော်တော်လေးနှံ့သွားပြီဗုဒ္ဓဂါယတော့ဖွင့်ဟိုမှာခင်ဗျာနှစ်နဲ့ချီပြီးတော့အင်းစိန်ထောင်တွေမှာနေရမှာတော့မတူဘူးခင်ဗျားတို့လုံရဲရင်လည်းလုံတော့အဲ့လိုအခြေအနေရှိတယ်တော့အချမ်းမဲ့အုပ်စုတွေကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်ကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်ခင်ဗျားလှုပ်တယ်ဆိုရင်ဒါကအကြမ်းဖက်ကိုအားပေးအကြမ်းဖက်တွေကိုအားပေးအားမြောက်ပြုရရောက်တယ်အကြမ်းဖက်ဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင်ဟာတာမသိလို့သမီးကမသိဘူးလေသမီးကဒီဥပဒေမသိဘူးသမီးကလည်းဒါလေးတို့သမီးကဒါလေးလုပ်လိုက်တယ်မရပါဘူးကျွန်တော်ဈေးစစ်လို့လည်းမရပါဘူးဥပဒေမှာခင်ဗျားသွားပြီးဈေးစစ်လို့လည်းမရဘူးတရားရုံးသွားပြီးဈေးစစ်လို့လည်းမရဘူးလုံခြုံရေးတော့ဖုန်းနဲ့သွားဈေးစစ်လို့လည်းမရဘူးသမီးကမသိလို့သားမသိလို့လုံးမိတာပါမရပါဘူးဒါကြောင့်ခင်ဗျားတို့ဆင်ញင်ဖို့ပါဘာကြောင့်ဆိုတစ်ဖက်ကလည်းဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလှုပ်ဆောင်နေတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့မသိနားမလဲပဲနဲ့ပါဝင်သွားရင်ခံရမှာကမိပါထောင်ဝင်စာလာတွေ့ရမှာခင်ဗျားရဲ့မိသားစုကထောင်ဝင်စာလာတွေ့ရမှာဒီပြည်ပမှာရှိနေအုပ်စုတွေကခင်ဗျားကိုလာပြီးထောင်ဝင်စာလည်းလာမတွေ့ဘူးနော်အင်းစိန်ထောင်လာပြီးတော့ရောမင်းပန်းစိုးကပါတော့မင်းအတွက်ကျပ်300ပေးတယ်မပါဘူးနော်မရဘူးနော်ခင်ဗျားတို့ကျပ်300လည်းရမှာမဟုတ်ဘူးခင်ဗျားတို့ထောင်ဝင်စာလာတွေ့မှာမဟုတ်ဘူးနောက်မှခံရမှာခင်ဗျားတို့ရဲ့မိဘတွေသားသမီးတွေမိသားစုတွေခံရမှာတရားခင်ဗျားထောင်ဝင်စာလာပို့ရတဲ့ဒုက္ခသေးတာမဟုတ်ဘူးစီဝါကြီးလည်းပြတ်တယ်လူမှုကြီးလည်းပြတ်တယ်နောက်ဆိုပညာကြီးလည်းပြတ်တယ်အလုပ်ကိုင်းလည်းပြတ်တယ်အားလုံးပြတ်တာထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျားတင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျားဟိုဘွယ်လည်းပေးတာမဟုတ်ဘူးဘွယ်လည်းပေးတာမဟုတ်ဘူးခင်ဗျားတို့ဒီပလိုမာလည်းပေးတာမဟုတ်ဘူးထောင်ကထောင်ပဲဗျနော်ဒါကြောင့်ကျွန်တော်တို့ကဒီပန်းတပိတ်ထဲမှာမသိလို့ပဲဖြစ်ဖြစ်မပါဝင်ကြဖို့အတွက်ကျွန်တော်ကဒီတင်ပြပေးတာဖြစ်ပါတယ်ဒါမှမဟုတ်ခင်ဗျားတို့လုံရဲဆိုလုံပေါ့ဗျဒါပဲရှိတာပဲလုံရဲတော့ခံရမှာပေါ့ခင်ဗျားတို့လှုပ်ချင်တယ်ဆိုရင်လည်းပဲဒီမှာသွားမလုံးနဲ့ဟုတ်ပဲအမှရှမ်းမြောက်ဒေသတော့သွားလို့ဒါဆိုတော့ရတယ်ရပြီဆိုတော့ခင်ဗျားဒီပြည်တွင်းဒီဘက်ကိုခင်ဗျားပြောင်းဝင်လာဖို့တော့မကြိုးစားနဲ့အမှုကခင်ဗျားဖွင့်လာပြီးဆွေးရလို့မရှိဘူးအဲ့လိုတော့ရှိတယ်ဒါခင်ဗျားလုံရင်လည်းဆက်လုပ်ကြပါဗျာမလုံရင်လည်းမလုပ်ကြနဲ့ဒါကကျွန်တော်ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့ခင်ဗျားတို့ရဲ့ဒီကွင်းဆက်တွေကိုမျိုးလုံးနဲ့မြင်အောင်ကျွန်တော်တင်ပြပေးတာခင်ဗျားတို့ပြောသလို NUG တို့ CRPH တို့ကပြည်သူတန်ကိုနားထောင်တဲ့ဒီမိုကရေစီစံချိန်စံညုံနေနဲ့ညှိရဲဆိုရင်အခုလိုမျိုးဘာကတာအဖွဲ့တို့ဘာအဖွဲ့ညာအဖွဲ့ဘာညာအဖွဲ့တို့အကုန်လုံးကဝိုင်းဝန်းဝေဖန်ထောက်ပြတဲ့အတွက်တကယ်ပဲဒီမိုကရေစီစံချိန်စံညုံနေတဲ့ညီတဲ့ CRPH ဆိုရင် NUG ဆိုလို့ရှိရင်သူတို့ထုတ်ပြန်ထားတဲ့နော်နန်း CDM မလုပ်တဲ့ CDM လုပ်တဲ့နန်း CDM ဝန်ထမ်းတွေကိုအပြစ်ပေးရယူမယ်ဆိုတဲ့ဥပဒေကိုဖျက်သိမ်းရမယ်မဖျက်သိမ်းဘူးဆိုရင်တော့မှယာယီအားဖြင့်စိုင်းငံ့ရမယ်ဥပဒေကိုလည်းမဖျက်သိမ်းဘူးယာယီအားဖြင့်လည်းမဆိုင်ငံ့ဘဲနဲ့အခုလိုမျိုးထပ်ပြီးတော့ CDM လုပ်တဲ့ဝန်ထမ်းတွေကိုတတ်ဖြတ်မယ်ဆိုရင်ခင်ဗျားတို့ NUG CRPH က
နော်ရှော့တော့လဲမိတ်စာတာတော့လဲဒိတ်ထီအဲ့ဒီဘွားကိုရှောက်ပါနေမယ်ကျမတို့စောင့်ကြည့်ပါမယ်အန်ယူဂျီစီအာပေးခါခင်ဗျားတို့ပြောသလိုဒီမိုကရေစီစံချိန်စံညုံနေနဲ့ညီရင်ဒီဥပဒေကိုဖျက်သိမ်းရမယ်တို့မို့ယာယီဆိုင်ငံရမယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်ရှော့တော့လဲမိတ်စာတာတော့လဲဒိတ်ထီပဲနောက်ထပ်ကြားသိရတဲ့သတင်းပုတ်ကရှမ်းမြောက်ကြောက်မဲမြို့နယ်မှာ SFPP ရှမ်းတပုံရဲ့တပ်စခန်းကိုပလောင်တပုံတည်ရင်လည်းကအင်အားအလုံးရင်းနဲ့ဝင်တိုက်တဲ့အတွက်ရှမ်းတပုံနဲ့ပလောင်တပုံအချင်းချင်းနဲ့မြေလူပြီးတော့နှစ်ဖက်မှာအသေးပြောင်ကြရှုံများပြားတယ်ဆိုတဲ့သတင်းတွေကြားသိရတယ်ပြီးခဲ့တဲ့15ရက်နေ့ညက SFPP တပုံစခန်းကိုပလောင်တပုံကနေချဲ့နေကြတာခင်ဗျားတို့တတိထားကြည့်မယ်ဆိုရင်အဲ့ဒီရှမ်းမြောက်မှာနော်ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ SFPP နဲ့ RCS ရှမ်းလူမျိုးတိုးတက်ရေးအတွက်ရှမ်းပြည်နယ်အတွက်ရှမ်းလူမျိုးအခွင့်အရေးအတွက်ဆိုပြီးတော့လက်နက်ကင်ထားတဲ့နှစ်ဖွဲ့ကဝဲနေတဲ့အတွက်ကိုကန်နေရဲ့နေချဲတာလည်းခံရတယ်ကိုကန်နေအနိုင်ကျင့်တာလည်းခံရတယ်ကိုကန်ပလောင်ကိုကန်တပုံနေတတ်တာလည်းခံရတယ်ပလောင်တပုံနေနေချဲတာလည်းခံရတယ်ပလောင်တပုံနေတတ်တာကိုလည်းခင်ဗျားတို့မျိုးစုံခံနေရတယ်ဒါကြောင့်မို့လို့ခင်ဗျားတို့အမှန်တကယ်ရှမ်းတိုင်းရင်းသားတွေအတွက်ရှမ်းလူမျိုးတွေအတွက်ရှမ်းအခွင့်အရေးအတွက်ဆိုရင် SFPP RCS နှစ်ဖွဲ့လုံးဟာလက်ရှိ NASA ကအစိုးရနဲ့ပူးပေါင်းသိမ့်နေ NASA ရအစိုးရနဲ့မပူးပေါင်းသိမ့်၍ခင်ဗျားတို့ကအခုလိုမျိုးကိုကန်တပုံကခင်ဗျားတို့လာပြီးတော့ထိပ်ပုတ်ခေါင်းပုတ်လိုက်ခေါင်းဖြတ်သွားလိုက်တက်သွားလိုက်ခင်ဗျားတို့နေခင်ဗျားတို့ဂိတ်စခန်းနေခင်ဗျားတို့ပိုင်နေနေတွေကိုလာကျူးကျော်လိုက်ပလောင်တပုံကခင်ဗျားတို့ကိုခေါင်းဖြတ်တက်လိုက်ခင်ဗျားတို့ကိုလာရောက်ကျူးကျော်လိုက်နဲ့ဘုံကြုံဘုံဝမှာနင်းပြဖြစ်ပါလိမ့်မယ်မိမိဒေတာမိမိလူမျိုးမိမိတိုင်းဒေတာဦးလေးကိုမှန်တကယ်လိုလားတဲ့ဆိုရင် NASA ကအစိုးရနဲ့ခင်ဗျားတို့လက်တွဲဖို့လိုအပ်ပါတယ်ဒီအေးရဲ့ရိတ်ခါလေးတွေမှာဘာတွေပါလဲဆိုမွေးစေဝါတွေပါလာတယ်ရိတ်ခါတို့ရဲ့ရိတ်ခါဆိုတာလေးတွေကတီးတီးလေးတွေပေါ့သူစားကြလေးရှိအဲ့ထက်မှာမွေးစေဝါလေးတွေကမြင်ပါလာအဲ့တော့စားတယ်မွေးစေဝါလည်းတုံးတယ်အဲ့တော့တခါတလေများစားစရာကမစားတော့ပဲမွေးစေဝါတုံးပြီးတော့အဲ့တရက်လောက်ကသူတို့မစားတော့ပဲတိုက်တယ်အဲ့လိုဖြစ်နေတယ်ဖြစ်တယ်ပေါ့ဗျာနော်ဆိုတော့နောက်တစ်ခုကအေးရပွင့်လည်းပြောနေဒီပွဲမှာတော်တော်လေးသူအကန့်အသတ်နဲ့ထိုးစစ်ဆင်နေရမှုပေါ်တယ်ပြောရင်တော့တော်တော်လေးတော့အကန့်အသတ်ထိုးစစ်ဆင်ရပြီးလက်နက်ခဲရလူအင်အားကိုသူချွေတာပြီးတော့စနစ်တကျလုပ်နေတဲ့သဘောရှိတယ်အရင်အုံနေချင်းနဲ့မတိုင်ပဲဒီပွဲမှာဥကျိုးပြီးတော့သူတို့လုံးဝစစ်ရှုံးသွားမှာအေးကြောက်နေပုံပေါ်တယ်ကြောက်နေပုံပေါ်တယ်တဲ့နောက်တစ်ချက်ကဒီကောင်နေအေးမှာထူးခြားတာတစ်ခုတော့ရှိတယ်တဲ့ပွင့်လည်းပြောရင်တော့ထူးခြားတာတစ်ခုရှိတယ်ဟိုအေးရဆိုတချို့ကတော်သားတွေကိုဗျခင်ဗျာသိတဲ့အတိုင်းပဲအေးရခိုင်တကယ်ဟိုရခိုင်နေတဲ့တခွဲကိုစာမတ်ပေးနေတဲ့ရခိုင်နေတော်သားတွေတကယ်ကိုပြောဟိုခင်ဗျားတို့ရခိုင်ပြည်နယ်တွေကတချို့ရခိုင်ရဲ့ရုပ်ရည်ယူပကာနဲ့ဘာခေါ်လဲဆိုတော့ဟိုတချို့ရခိုင်တွေပြောတာနော်ဒါကိုနေဦးကြီးနဲ့သွားတိုင်းနေဝင်ဆိုတော့ရုပ်ရည်ယူပကာတွေနဲ့သူတို့ရဲ့အသားရည်တွေကတကယ်ကိုအသားရည်တွေကြည်မမာကြီးဘာလို့ဆိုတော့ပင်လေထဲမှာငါးဖန်ရေငုတ်ဒါတွေနဲ့လုပ်ပြီးတော့တောထဲမှာငါးဖန်တောတိုးအခုခုတ်ဒီခုအဲ့ဟာတောတိုးတော်တိုးဆိုတော့အဲ့ဒီအသားရည်တွေကကြမ်းကြီးနေနူးနူးညံ့မရှိကြမ်းတိုင်းကြီးရုပ်ကြမ်းကြီးနေအဲ့လိုဟာမျိုးကြီးဆိုတော့ဒီကောင်တွေအဲ့တော့ယာတိဥဒ္ဒံကိုလည်းခံနိုင်တယ်အကြံပရံလည်းခံနိုင်တယ်မွေးဆိုလည်းစားလိုက်တော့ပိုဆိုးသွားရောတဲ့ပြောတော့ဟိုဟာလို့ဗျာဟိုထိုင်းဝမ်ဘက်ကားတွေကလို့ဟိုကောင်ဝမ်ဘက်မင်းသားကိုတိုလီဂျာကိုထိုးတဲ့နောက်ဆုံးထိုးတဲ့ကောင်ကြီးစစ်ထိုးပြီးထိုးသလိုမျိုးဖြစ်ကုန်အဲ့လိုမျိုးဖြစ်ကုန်တာပြောရရင်တော့ငကိုတဲ့တောက်မှလည်းခံနိုင်ပါလေဆိုမှပိုးပြီးထိုးအဲ့လိုဖြစ်နေတယ်ဆိုတော့ခန်းစစ်ပြွာကိုတော့တော်တော်လေးအားကောင်းနဲ့သူတို့လည်းလုပ်တယ်တဲ့ပြောရင်တော့ပေပန်းစီရင်ကြီးခံနိုင်တာကိုတော့တွေ့ရတယ်တက်မတော်ရဲ့လေနေအနောက်တွေဖြတ်ဆန်းရလို့လေတခြားတွက်ချိန်မှာသူတို့ရဲ့ဒီတက်ကတိုက်စစ်ဆင်တဲ့နေရာမှာသူတို့ခန်းစစ်ကိုပြန်ဆင်တာကိုတော့တွေ့ရတယ်ပြောရင်တော့တက်မတော်ရဲ့ပုံမှန်တိုက်စစ်ဆင်တဲ့ပုံစံကိုသူတို့ကတွက်ချက်ပြီးမှဖြစ်နိုင်ချေကိုသူကကြိုပြီးလေ့လာထားပြီးတော့မှသူတို့ကတိုက်လာလို့ရှိရင်သူဘယ်လိုပြန်တိုက်မလဲဆိုတော့သူတို့ခန်းစစ်ဘယ်လိုဆင်မလဲဆိုတော့သူစဉ်းစားထားတယ်ပေါ့အဲ့တော့ပြောရင်တော့အေးရတော်တော်လေးတော့ဒီကိစ္စမှာတော်တော်ပြင်ဆင်ထားတဲ့ပုံပေါ်တယ်ပေါ့ဗျာနော်သို့တော့ကြောက်ဖြူတက်ကထိန်းထားနိုင်ပြီးသားဖြစ်တယ်လက်လွတ်ရနေရှိလားလို့မေးရင်ကြောက်ဖြူနဲ့ပတ်သက်လို့တော့အေးစေလက်ဖြောက်ပြီးပြောနိုင်တာလက်လွတ်စရာအကြောင်းမရှိဘူးကြောက်ဖြူလုံးဝလက်လွတ်ရမှာမဟုတ်ဘူးကြောက်ဖြူကိုအေးထိချုံနိုင်ဖို့တိုက်ခိုက်နိုင်ဖို့ဆိုတော့မဖြစ်နိုင်တော့ဘူးတဲ့ပွင့်လည်းပြောတော့တိုက်ခိုက်နိုင်ဘူးမဖြစ်နိုင်တော့ဘူးတဲ့တခုပဲတဲ့တမတော်ဘက်က policy ပြောင်းသွားရင်တော့လက်လွတ်တာကိုဖြစ်နိုင်ပြီးတော့ policy မပြောင်းကြောက်ဖြူလုံးဝလက်မလွတ်နဲ့လို့အမိတ်လာပြီးလိုတဲ့လက်နဲ့ခဲယမ်းကြည်ဒူရင်အားဖြည့်လို့ပြောရင်တော့လုံးဝကြားစရာအကြောင်းမရှိဘူးအဲဒီလိုတော့ပြောတယ်အဲ့တော့တိုးတော့ policy ပြောင်းသွားရင်တော့မသိဘူးတဲ့ policy ဆိုတာကခေါင်းတည့်ရတိုင်း policy ဆိုတာ policy ပဲဘာလဲတော့ကျွန်တော်မသိဘူးเนาะအဲ့တော့ကြောက်ဖြူတော့ပို့ဝင်လည်းပြောရင်ထိနိုင်တယ်တဲ့ထိနိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အေးရပြီးတော့သူတို့တိမ့်ထားတဲ့နယ်မြေတွေမှာရှိတဲ့နယ်မြေတွေမှာတိုက်ပွဲတွေမှာဖြစ်ဘူးမရှိဘဲနဲ့အဲ့ရလူတွေကတချို့ထုံနှုတ်သုံးပြီးတော့တိုက်ပွဲမဖြစ်တော့တဲ့နယ်မြေတွေမှာသူတို့တိမ့်ထားပြီးတဲ့တိုင်နယ်မြေမှာလူအင်အားမရှိတော့ဘူးအဲ့လူအင်အားတွေထုံနှုတ်သုံးထားနေတယ်အဲ့မှာအင်အားလျော့နေတယ်အဲ့ဒီလျော့နေအင်အားလျော့နေတဲ့နေရာတွေကိုတက်ကထိုးစစ်မစင်တာစဉ်းစားစရာသိကောင်းတာအဲ့ထိုးစစ်စင်ရမှာပေါ့နော်အင်အားလျော့နေတဲ့ထိုးစစ်စင်ရမှာဥပမာဗျာတန်တွဲတို့ငပလီတို့ထိုးစစ်တက်လိုက်လေတက်စစ်ကြောင်းထိုးစစ်တက်ကြည့်ပါလား
ပင်လယ်ကနေပြီးတော့တင်းဘောတွေနဲ့ခုနဟိုကျွန်တော်တို့ဟိုမှာလေ့ကျင့်သလိုပေါ့ဗျာဟိုရွှေတောင်ရံမှာလေ့ကျင့်သလိုပေါ့နော်ရွှေတောင်ရံငွေတောင်မှာလေ့ကျင့်သလိုပေါ့တခါတည်းအရွှေတောင်ရံငွေတောင်မှာလေ့ကျင့်သလိုပဲဟိုကန်းထိုးရည်ရည်နဲ့တက်ပြီးတော့တခါတည်းထိုးစစ်တက်တာမျိုးလုပ်ရင်တော့တေချာတဲ့တန်တွဲကပလီခဏလေးပြင်ရမှာအဲ့လိုလုပ်ရင်ဘာလို့ကောင်းနေအများမရှိတော့အဲ့လိုဖြစ်နေအဲ့ဘက်မှာထုံထုတ်ပြီးတော့ကြောက်ပြီးကိုအတင်းဖို့ဘာညာသွားလုပ်နေတာတဲ့ဆိုတော့ပြောရင်တော့တော်တော်လေးသူတို့မှလည်းတော်တော်လေးတော့ဟိုဒီတန်ခံပြီးတော့တော်တော်ဘာဖြစ်နေတဲ့သဘောတော့တွေ့ရတယ်ဆိုတော့တက်ကတောက်ထားနိုင်တာရှိပါသေးတယ်ရှိတယ်လူစုလက်နိုင်ရကုန်ဖြည့်တယ်တဲ့ပြောရင်တော့မြေပြင်တက်မှုတွေနဲ့အောက်ကမြေပြင်တက်မှုတွေနဲ့အထက်ကညွှန်ကြားရေးလုပ်နေတဲ့တက်မှုတွေပေါင်းစပ်ညီနိုင်မှုကောင်းကောင်းနဲ့လုပ်မယ်ဆိုရင်တော့အဲကြောက်ဖြူကဘာလဲပြီးတော့အဲကြောက်ဖြူကနေပြီးတော့ပြန်ပြီးတော့တက်ကရှိသမျှနေရာတွေကိုပြန်သိမ်းနိုင်တဲ့အဆင့်မျိုးပြောင်းနိုင်ရှိတယ်တဲ့ပြောရင်ထိုးစစ်ကိုပြန်ပြီးဆဲနိုင်အခုထိုးစစ်ကို3နေရာတိုက်ပွဲဖြစ်တဲ့နေရာမှာ2နေရာထိုးတက်ကထိုးစစ်1နေရာပဲတက်ကခုနသူ့ရဲ့မီတာ800အပြင်မှာအေးရောက်နေတာကိုထိန်းထားတာဆိုတော့သဘောကတော့တက်ကအေးဆေးပဲလူတွေပြောနေတဲ့အေးကချလိုက်လို့ကြောက်ဖြူရမကြခင်ရှုံးတော့မယ်ဘာဖြစ်တော့မယ်ပြောနေဆိုတော့ဟုတ်လားလို့မင်းတော့ခင်ဗျားတို့ကဒါကျွန်တော်ရဲ့ဟိုဘက်ကခိုင်မာတဲ့တရင်မြစ်ကပြောကြချက်ဖြစ်တယ်သူ့ရဲ့ပြောကြချက်တွေကျွန်တော်ပြန်ခါတော့ပြန်ပြီးတော့ဖောက်တယ်ချတာဖြစ်တယ်တော်တော်လေးကိုဟိုတက်ကတောက်တောင်တင်အေးဆေးပြန်ချနေကြောက်ပြီးတော့ကြောက်ဖြူကမဟာဗျူဟာကျတဲ့စီမံကိန်းတွေရှိတယ်တရုတ်ရဲ့စီမံကိန်းတွေရှိတယ်ပြီးတော့တရုတ်ကိုယ်တိုင်ကလည်းကြောက်ဖြူကိုအေးလက်ထက်ပါတာကိုကြိုက်သလားတက်မလို့ထိန်းထားနိုင်တာကြိုက်သလားလို့မေးရင်ခင်ဗျားတို့အဖြေရှိတယ်အဲ့တော့အဖြေရှိပြီးသားအဲ့တော့တရုတ်ကနောက်ပြီးတော့ NASA ကတက်မလို့ရကြောက်ပြီးခဏပေးလိုက်ကွာဆိုပေးလိုက်ရှင်တော့တမျိုးပေါ့အဲ့လိုမဟုတ်ဘူးမကြသေးနဲ့လို့စကားတခွန်းပဲတရုတ်ကလည်းမကြသေးနဲ့ NASA ကခေါင်းဆောင်နေရတယ်မကြသေးနဲ့လို့တခွန်းပဲပြောလိုက်ပွဲရတယ်အဲ့ဒါဆိုရတယ်ပုံလည်းပြောရင်ဗျာရခိုင်ပြည်နယ်ကတချို့အကြီးစားတိုက်ပွဲတွေကမကြသေးနဲ့ဆိုစကားတခွန်းလေးရတာနဲ့လိုရတဲ့လူတွေနဲ့ခဲရအကုန်ပေးအကုန်အပြစ်ထည့်ဆိုလို့စကားလေးပဲရခင်ဗျာအေးစေးအခုနောက်အန်းတို့ဘာလို့တောင်ကုတ်တို့ဆိုတာမကြသေးမှကြောက်ရတဲ့ဟာတွေပုံလည်းပြောတာဒါတွေကျွန်တော်ပြန်ပြောရလေဟိုတမိုင်းတွေချီးချောက်ရည်နှုတ်တွေဖြစ်ကုန်မှာပြောချင်တော့ဟိုရင်နာစရာဇလန်းတွေလည်းပြောချင်အဲ့တော့ကြောက်ဖြူကိစ္စဒီအေးအေးဖြစ်တယ်